အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စီချိုယောဂနဲ့ပတ်သက်ပြီးတော့တည်တင်တည်ထားတဲ့ချက်လက်တွေကိုဒီဗီဒီယိုကနေမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်စီချိုယောဂကိုတည်မှုမှုပဲနေထိုင်ကြသူတန်ပေါင်းများစွာရှိပါတယ်ဒီယောဂဟာတင့်ခန္ဓာကိုယ်ထဲဘယ်လိုဖြစ်စီနေလဲဆိုတာသင်သိပါမလားစီချိုယောဂဟာသွေးထဲမှာတခြားဓာတ်ဂလူကို့စ်များနေတဲ့အခြေအနေပါတခြားဓာတ်တွေကိုစွမ်းရည်ဖြင့်ကြောင်းလဲဖို့အတွက်ခန္ဓာကိုယ်ကအင်ဆူလင်ဆိုတဲ့ဟော်မုန်းဓာတ်တွေကိုထုတ်ပြရပါတယ်သို့ပေမဲ့စီချိုယောဂသမားတွေဟာအင်ဆူလင်ဆိုတဲ့ဟော်မုန်းဓာတ်မထုတ်လုပ်နိုင်တာဒါမှမဟုတ်ထုတ်လုပ်ပေမဲ့ကောင်းမွန်အသုံးမပြုနိုင်တာကြောင့်သွေးထဲကတခြားဓာတ်တွေစုပုံလာပြီးတော့အန်တီရည်တွေဖြစ်စေပါတယ်စီချိုယောဂအမျိုးအစား၃မျိုးရှိပါတယ်အမျိုးအစားတစ်ကကလေးငယ်တွေမှာဖြစ်များပါတယ်ဒီအမျိုးအစားကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကအင်ဆူလင်ထုတ်လုပ်တဲ့အင်္ဂါဟာအလုံးမလုံးတော့တာကြောင့်ဖြစ်ပါတယ်စီချိုအမျိုးအစားနဲ့လူကြီးတွေမှာအများကြီးတွေ့ရတဲ့အမျိုးအစားပါကိုယ်ခန္ဓာကိုယ်ထဲမှာအင်ဆူလင်ထုတ်လုပ်ပေမဲ့တုံတက်တဲ့စနစ်မကောင်းတော့တာကြောင့်ဖြစ်ပါတယ်အမျိုးအစား၃ကတော့ကိုယ်ဝန်ဆောင်စဉ်စီချိုလို့ခေါ်ပါတယ်ကိုယ်ဝန်ဆောင်နေစဉ်မှာသာဖြစ်တဲ့စီချိုမျိုးဖြစ်ပါတယ်ဒီလိုလက္ခဏာတွေခံစားရရင်တတိထားပါရေရမ်းစားတာစီခဏသွားတာပင်ပန်းနွမ်းနေနေတာမျက်စိမကြည်လင်တာတရားတွေမြင်မကျက်တာခြေချောင်းလက်ချောင်းထုတ်ချင်တာတွေပဲဖြစ်ပါတယ်မိသားစုဝင်တွေထဲမှာစီချိုရှိသူကိုယ်လေးချိန်များသူအထူးသဖြင့်ဘိုက်တဝိုက်မှာအစီများသူလှုပ်ရှားမှုအားနည်းသူတခြားတဲ့အစီဓာတ်များတဲ့စားအသောက်တွေသုံးစွဲသူနဲ့အသက်40ခန်းကျော်တဲ့သူတွေမှာစီချိုဖြစ်နိုင်ခြေပိုများပါတယ်။အင်တီဟီရွက်နဲ့အမြင့်တက်ပရိုတင်းဓာတ်များတဲ့အစားအသောက်တွေစားတော့သုံးစွဲပါ။အဆီဓာတ်နဲ့တခြားဓာတ်များတဲ့အစားအစာတွေစုပ်သုံးပါ။တစ်နေ့လမိနစ်30အနည်းဆုံးလမ်းလျှောက်ပါအစားလုပ်ပါပုံမှန်သွေးတိုးစီချိုစစ်ဆေးပါစီချိုဖြစ်ပြီးသားလူတွေဆိုရင်ဆရာဝန်ကြီးကြားထားတဲ့ဆေးဝါးများကိုမှန်ကန်ပုံမှန်လိုက်နာစားသုံးပါစီချိုယောဂဖြစ်ပြီးသားလူတွေအတွက်အမြင့်ပြကုသလို့မရဘူးဆိုပေမဲ့ဒီအစားအသောက်နဲ့ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကိုပြောင်းလဲပြီးစီချိုယောဂမဆူရအောင်ထိန်းသိမ်းလို့ရပါတယ်ပြီးတော့စီချိုဖြစ်သေးတဲ့လူတွေအတွက်ကြိုတင်ကာကွယ်ခြင်းကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးဆောက်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေစီချိုယောဂအကြောင်းနဲ့ပတ်သက်ပြီးတော့ကြည့်ရှုတဲ့ပလက်သက်တွေပုံမှန်နားလည်လာစေဖို့ကူညီနိုင်တယ်လို့လည်း